စာရှင်ချင်းဘူးရန်ကျွန်တော်ရွေးထားတဲ့ကျမ်းပိုက်ကတော့ယောဟန်ဩဝါဒစာပထမဆုံးတစ်ယောအခန်းကြီး3အခန်းငယ်9နဲ့10ကိုပဲကျွန်တော်ဖတ်ပါမယ်တကယ်လို့များကျမ်းစာကိုင်နိုင်တဲ့လူရှိလို့ရှင်အားလုံးကျွန်တော်အားရပါရတူကဖတ်ကြရအောင်ခရစ်စမတ်မှာတူကကျမ်းစာဖတ်တယ်ဆိုတာကကျွန်တော်နဲ့တော့ရှာပါဖြစ်လိမ့်မယ်နောက်ဖြစ်လာလိမ့်မယ်လို့လည်းမမျှော်လင့်ရဲပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်နဲ့တူကျမ်းစာဖတ်ကြရအောင်ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး3အခန်းငယ်9နဲ့10တိယောအခန်းကြီး3အခန်းငယ်9နဲ့10တွေ့လို့ရှင်အားလုံးကျွန်တော်နဲ့တူအတူတကွဖတ်ကြရအောင်ရှစ်သားတို့တင်တို့ကိုအဘယ်သူမျှမလှည့်ဖျားစေကြနှင့်အချင်းသူသည်ဖြောင့်မတ်ခြင်းတရားကိုကျင့်၏ကိုယ်တော်ဖြောင့်မတ်တော်မူသည့်နည်းတူထိုသူသည်ဖြောင့်မတ်ခြင်းရှိ၏မာနသည်ရှိဥစွာမှဆိုင်ဒုစရိုက်ကိုပြုတော်သူဖြစ်သောကြောင့်အချင်းသူသည်ဒုစရိုက်ကိုပြု၏ထိုသူသည်မာနနှင့်ဆိုင်၏မာနအမှုတို့ကိုပယ်ဖြတ်ခြင်းငှာဖယားပြည်သားတော်သူထင်ရှားပေါ်ထွန်းတော်မူ၏ဟာလေလုယာဖတ်တော်သောနှုတ်ကပကြောအဖြစ်ရောက်တိုင်းကိုဘုရားခင်ကောင်းချီးပေးပါစေဒီကနေ့ကျွန်တော်အထူးသဖြင့်ဒီညမှာအားလုံးကိုခွန်အားပေးနေတာကအခုလောကဝမ်းမြောက်ဘုရားကြွလာဆိုတော့ဒီညမှာကျွန်တော်စာရန်ဒီထူးပြီးတော့အမျိုးမျိုးအကြောင်းပြတော့ဒီညမှာလွယ်နဲ့ဒီလိုမျိုးစုံတွေ့ဖို့ခက်ခဲတဲ့ကြားထဲမှာအားလုံးအချိန်ပေးပြီးတော့အတူတကွဒီညမှာအခန်းကလည်းမဆက်တဲ့ကြားထဲမှာအမျိုးမျိုးခက်ခဲမှုကိုကြော်ဖြတ်ပြီးမှကျွန်တော်ရောက်ရှိလာတာကသခင်ယေရှုကြွလာခြင်းအကြောင်းကြောင့်ပဲဖြစ်တယ်အဲ့တော့ထိုသခင်ယေရှုကြွလာတဲ့အခါမှာလည်းပဲယုတ်တရက်လမ်းပါလို့လောကရောက်ရှိလာတာပေါ့ပါဖယားသခင်ယေရှုကြွလာခြင်းဒီကဘာမတီမရှိမိခဲနေထာဝရဖယားခင်အကျဉ်းစီဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ယုတ်တရက်ပေါ်လာတာ accident သဘောနဲ့ပေါ်လာတာပေါ့ပါအဲ့ဒီတော့ကြောင့်မို့ထူကဲ့သို့ဖယားကဘာမတီမရှိမိခဲကနေသူ့ရဲ့အကျဉ်းစီထဲမှာထည့်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့တခုခုတော့ကြီးမားသောအစီအစဉ်ရှိလေမရှိဘဲနဲ့မလာပါတခုခုတော့အစီအစဉ်ရှိမယ်အဲ့ဒါကပါလေအထူးသဖြင့်ဖယားကမိမိပုံတရံတော်နဲ့ညီတရံဒီဖန်ဆင်းထားတော့လူသားကျွန်တော်အတွက်ဖြစ်တယ်တစ်အတွက်ပဲဖြစ်တယ်ဟာလေလုယာအာမင်သူဖယားရဲ့အကျဉ်းစီထဲမှာယေရှုဖယားဤလောကသူကြွလာခြင်းဒီကျွန်တော်ကျမ်းစာထဲမှာဖတ်တော်တဲ့အတိုင်းပဲသူ့ရဲ့ရည်ရွယ်ချက်ပေါင်းများစွာရှိတဲ့ထဲမှာတစ်ခုအနေနဲ့ဒီကနေ့ပေါ်ပြရှင်လာတော့သူသခင်ယေရှုကြွလာရခြင်းဒီစာတမာနတ်ရဲ့အမှုကိုပယ်ဖျက်ဖို့ရန်ဖြစ်တယ်ဟာလေလုယာအာမင်စာတမာနတ်ရဲ့အမှုကိုပယ်ဖျက်ဖို့ရန်ဖြစ်တယ်ဒါဆိုရင်စာတန်ရဲ့အမှုကပါတယ်ဒီလိုမျိုးအချိန်ကာလမှာကျွန်တော်အမျိုးသမီးကအမြဲတမ်းမှားတယ်ပွဲတို့ဘာတို့အတူဘာတို့အကျဉ်းတရားမဟောနဲ့နော်ဘာဖြစ်လို့လဲလူရဲ့နှလုံးသားထဲမှာကြာနှုတ်ကပတ်တော်ကိုအာယုံဆိုင်နိုင်ဒါကြောင့်မို့ကျွန်တော်လည်းမြတ်မဟောဘူးအဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်လူချင်းတဲ့ဟာကိုခန့်မြန်ပြောမယ်ကဲယေရှုကြွလာခြင်းဒီစာတန်ရဲ့အမှုကိုပယ်ဖြတ်ဖို့ဖြစ်တယ်ဒါဆိုရင်စာတန်ရဲ့အမှုကပါလေစာတန်ကဘာတွေပြုတ်ခဲ့တယ်လဲဘာတွေလုတ်တတ်လို့လဲအခုဒီနေရာမှာတော့ဘယ်သူမှစာတန်မရှိဘူးနော်မျက်စိအဖြစ်လည်းမတွေ့ဘူးနော်ဒါနဲ့ကျွန်တော်ထဲမှာလည်းထုတ်ရှားတယ်ဟာလေလုယာစာတန်ရဲ့ထုတ်ရှားမှုကြတော့ဘယ်သူမှအာမင်မပေးရှင်ပါဘူးနော်ကဲဟုတ်ပြီကျွန်တော်အထဲမှာဘယ်သူကမှမျက်စိအဖြစ်မမြင်ပြီမဲ့စာတန်ထုတ်ရှားလားလှုပ်ရှားတယ်သူလှုပ်ရှားမှုကိုလည်းယခုပင်ဖြစ်စေဖို့ယေရှုကြွလာတာဖြစ်တယ်ယခုပင်ဖြစ်စေဖို့ယေရှုကြွလာတာဖြစ်တယ်အဲ့တော့သူစာတန်ရဲ့လှုပ်ရှားမှုကပါလေရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး8ဟုတ်လားအခန်းကြီး30အခန်းငယ်30တို့ကျွန်တော်ပြန်ပြီးဖတ်တဲ့အခါမှာအဲ့ဒီထဲမှာရှင်ဘယ်လိုဖော်ပြထားလဲဆိုလို့ရှင်တခုဒီဆိုပြီးတော့လာတယ်ဒါပေမဲ့အဲ့ဒါတခုဒီလို့မဖော်ပြရှင်ဘူးယောဟန်အခန်းကြီး30အခန်းငယ်30မှာတော့စာတန်ဒီဘာဖော်ပြထားတဲ့ကျမ်းစာကစာတန်ဒီပတ်ဖို့ရန်တော်လကောင်းဖြစ်စည်းဖို့ရန်တော်လကောင်းခူးဖို့ရန်တော်လကောင်းလာဖြစ်တယ်ယနေ့ကျွန်တော်မျက်စိအဖြစ်မမြင်နိုင်ဘူးစာတန်ကိုမျက်စိနဲ့မြင်နိုင်လို့ဂျူအကြီးကြီးနဲ့ရောက်လာတယ်ဆိုအိုးမစာတန်လာပြီးအားလုံးထုတ်ပြီးတော့မှာပဲဒါပေမဲ့စာတန်ဒီမမြင်ရဘူးနှလုံးသားထဲမှာဝိညာဏကိုယ်ခန္ဓာဖြင့်လှုပ်ရှားတတ်လို့အများအဖြစ်မသိနိုင်ကြဘူးဒါပေမဲ့သူမသိနိုင်တော့ရဘူးယေရှုကကောင်းကောင်းမြင်နေလို့ဖြစ်စေဖို့ယနေ့တစ်အတွက်ယေရှုကြွလာတာဖြစ်တယ်သူစာတန်ကတော့ဘာလို့ဘူးလဲ
哭不皮的，血洗不皮的，ตัด不皮的，把ตัดมาเลยดีกูขานาแต่สิ่งที่กูเล่สารันตัดไปเลยชาวบ้านแต่สิ่งที่วิ่งแต่กูเล่สารันตัดไปเลยแต่ต้องมียิชูกับบ่าวเดียวเลยที่กูขานากูตัดเนี่ยตัดไหนไม่รู้วิ่งกูมันตัดไหนตัวสารันกูไม่รู้มันไม่เจ้าบ้านลูตากูเลยไม่เจ้าบ้านเนี่ยกูขานาตัวละกองวิ่งตัวละกองนักคู่สรุปเพี้ยนสิ่งไหนตัวพยากูตัดเนี่ยเจ้ายังเจ้าบ้าทูพยาเจ้ายังใช้ตัวพยาดิยันนี่จ้าละตัวยิชูไปผิดทูยิชูกะกูขานาตัวละกองวิ่งตัวละกองตีสิบโลพยาที่เนี่ยวิกว่าอ่องตัวอารมณ์มันที่เนี่ยอารมณ์เพี้ยนสิบวันยันนี่ยิชูโลกาวันเนี่ยพยาจ้าละผิดไอ้รถดีกันนี่จะรู้ยังนั่นลงตาเรมาทูสารังยันลุกยากกับเบลูจันสีดีทะเลไอ้รากูนุกกระป๋าเดียวพินกูเส้นสายจีเจียาวกูตรงตัดจีเจียาวสารังยันลุกกระรอกปัทมาส่งตัดผู้ผิดพยาที่เนี่ยวิกว่ารถชาวะปีบุเบผิดแต่เนี่ยยิชูจ้าละบีง่ากูยงจีโตตัวเดียเบตุมะเพื่อสิชินตัวไม่เอาชาวะเตกูยาสิชินง่าจะพยาจะบ้าที่โตตาโรกูยิชูดีอีโลกาตัวจริงลาบีผิดยิชูในชาวะเตยาสินี่ละไม่ยาสิที่บุษยาคู่ยาสิอองยิชูจ้าละผิดดูเทียกับบ้านเลยคู่ผู้ผิดเบลูคู่ละเนี่ยเบลูคู่ละเนี่ยပြောမယ်ဆိုရင်ကြဲပြန်နဲ့မကုန်းနိုင်အောင်ပြောเสียရှိတယ်ဒါပေမဲ့တစ်ခုပဲပြောမယ်ဘယ်နှစ်ယောက်တော့သူဖျားမချီးမွမ်းနိုင်တာလဲဘယ်နှစ်ယောက်တော့သူကကေရင်ချီရတယ်လို့ကိုတတ်မရတာနဲ့ဖျားဖြစ်နေဘယ်နှစ်ယောက်တော့သူမဝမ်းမြောက်နိုင်တာလဲတည်းဝမ်းမြောက်ခြင်းဒီယနေ့ပင်လေးရှိအစာတန်ကခိုးနိုင်တယ်ဒါပေမဲ့ယေရှုကြွလာခြင်းနဲ့ဖြစ်ဖျားနဲ့အတိတော်ဝမ်းမြောက်ခြင်းရရှိဖို့ယေရှုဖျားကြွလာတာဖြစ်တယ်ဟာလေလုယာအတိအဖင်ယေရှုနဲ့ဝမ်းမြောက်ကြရအောင်သူဝမ်းမြောက်ခြင်းအတိပြန်ပေးဖို့ယေရှုကြွလာတာဖြစ်တယ်ဘယ်နှစ်ယောက်တော့သူမဝမ်းမြောက်နိုင်ကြတော့သူဘယ်နှစ်ယောက်ရှိသေးလဲယခုဝမ်းမြောက်ပါလောကဝမ်းမြောက်ဖျားကြွလာလောကဝမ်းမြောက်ဖျားကြွလာဘယ်သူရဲ့ဝမ်းမြောက်ဖို့လဲကျွန်တော်ရဲ့ဝမ်းမြောက်ဖို့ပဲဖြစ်တယ်ဘယ်သူနိုင်လဲယေရှုဖျားနိုင်ဖြစ်တယ်လောကနဲ့ကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းကိုအခြေခံနေဆိုရင်ဝမ်းမြောက်စရာမကောင်းဘူးဒီကနေ့ဒီကောင်းနောက်တစ်နေ့ဖျားဒီကနေ့ငွေတသိန်းရနောက်တစ်နေ့တပြားမှမကြံတော့ဘူးဒီကနေ့အင်ဂျီတိဝက်လိုက်တယ်နောက်ဟောင်းသွားပြီဒီကနေ့လုံငယ်အနေနဲ့ကျွန်တော်ချိုးလိုက်တာစပင်းလေးကောင်းလိုက်တာနောက်တစ်နေ့ကျတော့စပင်းလေးပြောင်းကုန်ပြီအသားကြီးတွတ်ကုန်ပြီမထားတော့ဘူးလောကနဲ့ကျွန်တော်ပျော်စင်ခြင်းကိုချီခံနေဆိုတရက်မှမခံဘူးဒါနဲ့ဖယားနဲ့ပျော်စင်တော့သူဒီထာဝရသူပျော်စင်ခြင်းတွေဘယ်တော့မှမပျော်နိုင်ဘူးသူပျော်စင်ခြင်းကိုပြန်ရရှိဖို့ယေရှုဖယားဒီကနေ့ကြွလာတာဖြစ်တယ်အာမင်ဘယ်နှစ်ယောက်တော့သူယေရှုဖယားနဲ့ဝမ်းမြောက်တာလဲဘယ်နှစ်ယောက်တော့သူယေရှုနဲ့ဝမ်းမြောက်တာလဲတည့်ရဲ့ဝမ်းမြောက်ခြင်းအပြစ်ပြန်ရရှိဖို့ရန်ယေရှုယနေ့ကြွလာတာဖြစ်တယ်လက်မမြောက်နိုင်ဘူးဝမ်းမမြောက်နိုင်ဘူးမချီးမွမ်းနိုင်ဘူးဆိုရင်ယခုချီးမွမ်းပါလောကဝမ်းမြောက်ယေရှုဖခင်ကြွလာနောက်စာရန်ရဲ့လူရကပါတယ်ဝေးပြဖြစ်စီဖို့ပဲဖြစ်တယ်ဟာလေလုယာဒီကနေ့တော့ယေရှုဖခင်ကြွလာလို့ဝန်တာဆရာကောင်းလိုက်တာတိတ်ကြီးအယုံကြည်တော့အခုတော့မှဆရာလှတော့ကားမဆန့်လို့မလာနိုင်ဘူးပေါ့တန်းမလာနိုင်ဘူးဆရာတို့လည်းနော်အားလုံးလာရှင်တယ်ကျွန်တော်ခန်းကြည့်တဲ့ခါကျတော့ဒီခန်းသေးလေးထဲမှာဘလို့နဲ့ဆက်နိုင်ပါလေဆရာတို့ရောက်မရောက်လည်းပဲလာနိုင်တယ်။ဩကျွန်တော်အခုနေရာချင်းမတူဘူးဘာဖြစ်လို့ဒီလောက်ထိတခါမှမမြင်ဘူးတဲ့လူဒီနေ့မှမြင်ဘူးတဲ့သူလည်းရှိမှာပဲ။ဘာဖြစ်လို့ကျွန်တော်တလုံးတွတ်တင်းနဲ့ဒီနေ့မှကျွန်တော်စုံကြရတာလဲ။တလုံးတွတ်တင်းဖြစ်ဖို့ရန်ယေရှုကြွလာတော့ကျွန်တော်စုံရတာဖြစ်တယ်ဟာလေလုယာ။ဒါပေမဲ့စာတန်ကတော့စုံတာမကြိုက်ဘူး။အတင်းတော့တပါးထဲမှာတော့မှတလုံးထွက်တင်းနေတာမကြိုက်ဘူးဆရာလာတော့ကတမျိုးဆရာလျောင်ကတမျိုးဆရာရဲဝင်းတိုင်ကတမျိုးဖြစ်အောင်ဆရာကျော်လေးတော်ကတမျိုးဖြစ်အောင်ဆရာကနဲ့ကတမျိုးဖြစ်အောင်သူ့လူသူခွဲပေးလိုက်တယ်ခုလူလိုက်ခွဲလိုက်ခုစကားခွဲလိုက်ဒီစကားခွဲလိုက်ဟူလူမျိုးခွဲလိုက်ဒီအသားယုံခွဲလိုက်ခွဲချဖို့ရန်စာရန်ကြွလာပဲယေရှုကတော့တလုံးထွက်ပြီးဖြစ်အောင်လေးနေကြွလာတာဖြစ်တယ်ဟာလေလုယာအပတ်တိုင်းယေရှုကြွလာဘလောက်ကောင်းတယ်တိုက်ကြီးလဲအပတ်တိုင်းလာတယ်ပေါ့တယ်လေပတ်တိုင်းလာတယ်ဒီမှာဆရာမကြီးလည်းကျွန်တော်အပတ်တိုင်းမြင်ရမယ်။အော်အပတ်တိုင်းယေရှုကြွလာပါ။ဟာလေလုယာဒါနဲ့နေ့တိုင်းယေရှုကြွလာတာဖြစ်တယ်ဟာလေလုယာ။ဖခင်ကတော့ဘယ်သူကိုမှမခွဲခြားခြင်းဘူး။လူမျိုးမခွဲခြားခြင်းဘူး။အာမင်။စကားလည်းမခွဲခြားခြင်းဘူး။အဖွဲလိုက်လည်းမခွဲခြားခြင်းဘူးဖခင်က။ယေရှု၌တလုံးတွားတည်ဖြစ်ဖို့ရယနေ့စာတန်ကွဲပြားချမ်းသာစေသောအရာကိုတလုံးတွားတည်ဖြစ်အောင်စာတန်ကအယုံချေလိုက်တဲ့အရာကိုတယုံသေးဖြစ်အောင်ယနေ့ယေရှုကြွလာခြင်းဖြစ်တယ်ဟာလေလုယာ
ဒါကြောင့်မို့ယေရှုကရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7တစ်ခုလုံးကိုဖတ်လိုက်ပါယေရှုရဲ့ဆုတောင်းခြင်းကို3ပိုင်းနဲ့ပိုင်းလို့ရတယ်ပထမယေရှုကသူ့အတွက်ဆုတောင်းတယ်ဒုတိယကသူ့ရဲ့တပည့်တော်မြတ်အတွက်ဆုတောင်းတယ်နောက်ဆုံးပိုင်းမှာကျတော့သူ့ရဲ့တပည့်တော်များအားဖြင့်ယုံကြည်သူလူတစ်ပေါ်လာတဲ့သူတွေအတွက်ဆုတောင်းတယ်ဒါပေမဲ့သူ့ရဲ့ခေါင်းစဉ်ကတစ်ခုတည်းပဲပထမဆုံးကိုတော်ဖယားကိုတော်နဲ့ကျွန်တော်ဒီတလုံးသူအတိဖြစ်တဲ့အကြောင်းကိုဒီလိုတွေကိုနားလည်စေပါသူတို့ဒီလေတလုံးသူအတိဖြစ်တဲ့အကြောင်းထိုနည်းတူစွာကိုတော်နဲ့ကျွန်တော်ဒီတလုံးသူအတိဖြစ်ဒီနည်းတူသူအားလုံးဒီလေငါမိုက်တလုံးတည်းတဝအတိဖြစ်ကြောင်းကိုနားလည်စေပါနောက်တိုင်းမွေးလာတော့သူမြတ်ကလေယေရှုနဲ့တလုံးသူအတိဖြစ်ကြောင်းကိုနားလည်စေကြပါယေရှုရဲ့ဆုတောင်းခြင်းခေါင်းစဉ်ကတော့တလုံးသူအတိဖြစ်ခြင်းပဲဖြစ်တယ်ယေရှု၌ဒါကြောင့်မူကျမ်းစာပါပြောလေယေရှု၌ဂျူဒလူမရှိဟေလဒလူမရှိလူလွတ်မရှိကျူန်မရှိတခင်မရှိကျူန်မရှိဘူးဟာလေလုယာဘယ်လိုအဖြစ်ထွေရဖြစ်သွားတာလဲယနေ့ကြွလာတော့ယေရှုအဖြစ်တန်ဖြစ်တာဖြစ်တယ်ယနေ့ကြွလာတော့ယေရှုအဖြစ်ကျူန်မရှိတော့ပါဘူးယနေ့ကြွလာတော့ယေရှုအဖြစ်လူလွတ်လည်းမရှိပါဘူးယနေ့ကြွလာတော့ယေရှုအဖြစ်ဂျူဒလူမရှိပါဘူးယနေ့ကြွလာတော့ယေရှုအဖြစ်ဟေလဒလူမရှိပါဘူးအားလုံးဒီဘယ်သူ့ရဲ့လူလဲကြွလာတော့ယေရှုရဲ့လူဖြစ်တယ်ဟာလေလုယာဒီကနေ့တင်းဒီယေရှုရဲ့လူဖြစ်နေယေရှုရဲ့လူဖြစ်နေကြလားတလုံးတူအတိဖြစ်ဖို့အရေးကြီးတယ်ဒီထက်တလုံးတူအတိဖြစ်ရအောင်သူ့ကိုကြတော့ကျွန်တော်တွေ့ချင်းသဘောမကျနိုင်ဘူးသူ့ရဲ့စပင်ဖြစ်တဲ့ပုံစံငါစားလူတွေကတော့အဲ့လိုဖြစ်တာသူ့အင်ကြီးဝတ်တဲ့ပုံစံသူ့ရဲ့မျက်လုံးကိုကြည့်တဲ့ပုံစံကတော်ငါမချိုက်ဘူးအချိန်သာရရင်တခါလေးထိုးလိုက်တယ်မဟုတ်ပါဘူးဒါစာရရဲ့လူပြာဒါစာရရဲ့လူပြာတွေ့ချင်းယေရှုကတော့တရားမကြံအော်ငါရဲ့တငယ်ချင်းငါရဲ့တကူယေရှုနဲ့တလုံးတော်တိဖြစ်တဲ့ငါရဲ့ညီကိုငါရဲ့အမျိုးအဲ့ဒီလိုတလုံးတော်တိဖြစ်အောင်ယေရှုယနေ့ကြွလာတာဖြစ်တယ်။ပါ၍ကျွန်တော်မှာရှိအတင်းတော်နိုင်တော်လခေါတကဘာလုံးယေရှုကိုယုံကြည်တော်သူနိုင်တော်တလုံးတော်တိယေရှုနဲ့ဖြစ်ကြရအောင်ထူအရာကိုဆောင်ရွက်ဖို့ယနေ့ယေရှုကြွလာတာဖြစ်တယ်။နောက်တစ်ပတ်မှလည်းဆောင်ကြရအောင်မကဘူးနေ့တိုင်းဆောင်ကြရအောင်ဘယ်နေရာ၌လဲယေရှုနိုင်ယေရှုနိုင်ကျွန်တော်ကိုလည်းဆရာကဲနဲ့ခေါ်ဆရာမလိုဘူးဆရာပြင်ဆရာမလိုပါဘူးယေရှု၌ပြည့်ရဲ့ညီကိုဖြစ်တယ်ကျွန်တော်ထက်ငယ်တော့သူတွေယေရှု၌ကျွန်တော်ရဲ့ညီတွေဖြစ်တယ်ညီမတွေဖြစ်တယ်ကျွန်တော်ထက်အသက်ကြီးတဲ့လူကြီးယေရှုနဲ့ကျွန်တော်ရဲ့အကူကြီးကျွန်တော်ရဲ့အမကြီးဖြစ်တယ်ကျွန်တော်ရဲ့မိခင်တွေဖြစ်တယ်ယေရှုကိုလာမေးကြတယ်ပရိသတ်ထဲမှာယေရှုကတရားဟောနေတဲ့အချိန်မှာပြင်မှာသူ့ရဲ့သူ့ရဲ့နှမတွေကလာပြီးတော့လူများတဲ့ခါကျတော့သူတို့မတွေ့နိုင်ဘူးအဲ့ဒါနဲ့တပည့်တော်မြတ်ကိုမှားပြီးတော့ကဲယေရှုညီမတွေနှမတွေအမေတွေကလာပြီးတော့ယေရှုကိုလာတွေ့ချင်းတယ်လာပြောလိုက်တာနဲ့ယေရှုကချက်ချင်းထပြီးတော့ငါရဲ့နှမငါရဲ့အမေဘယ်မှာလဲဒီမှာချီငါရဲ့စကားကိုနားထောင်တော်သူတွေငါရဲ့မိခင်ဟာလေလုယာငါရဲ့စကားကိုနားထောင်တော်သူတွေငါရဲ့နှမတွေဖြစ်တယ်ဒီကနေ့ပဲမှာလဲကျွန်တော်ရဲ့မိခင်ဒီကနေ့ပဲမှာလဲကျွန်တော်ရဲ့ကိုကြီးဒီကနေ့ပဲမှာလဲကျွန်တော်ရဲ့ညီမယေရှုနဲ့ကျွန်တော်အားလုံးဒီညီကိုမောင်နှမမိခင်ရင်းချခဲ့တော့အားလုံးဖြစ်နေတာဖြစ်တယ်ထို့တလုံးတွားတီဖြစ်ခြင်းကိုယေရှုကအားလုံးရှိမှတည်လာဖို့ယနေ့ယေရှုကြွလာတာဖြစ်တယ်အာမင်ကျွန်တော်ရဲ့နှလုံးသားထဲမှာခွဲခြားမှုဘယ်လောက်ရှိသေးတယ်လဲဖယ်ကြရအောင်ကျွန်တော်အားလုံးယေရှုနာမဖြင့်ဖယ်ဖို့အားလုံးတောင်းတကယ်ပဲအနှုံးတောင်းပန်ချင်တာဖယ်ကြပါလူမျိုးမရှိဘူးစကားမရှိဘူးအသားဤအယောင်ကွဲပြားခြင်းမရှိပါဘူးယေရှု၌တလုံးတော်တည်းဖြစ်တယ်ယေရှု၌တလုံးတော်တည်းဖြစ်တယ်ဒါကစာတိုင်းလုပ်ရဲ့ဖြစ်စေဖို့ယေရှုကြွလာတဲ့ကြောင်းဒါဆိုရင်နောက်ဆုံးနေတဲ့စာတန်ကဘယ်လိုအဖြစ်လုပ်ရှာတတ်ဒါကြောင့်မို့ကျွန်တော်ကျမ်းစာထဲမှာခုနပထမဆုံးဖတ်တဲ့အခါမှာဘယ်လိုပါလားညီအကိုတို့အဘေသူကမှအတင်တို့ကိုမလှည့်ဖျက်စီကြတယ်အဘေသူမှအတင်တို့ကိုမလှည့်ဖျက်စီကြတယ်အဲ့ဒီကနေလာပြီးယေရှုကြွလာခြင်းဒီစာတန်ရဲ့လောကကိုပယ်ဖျက်ဖို့ကြွလာတာဖြစ်တယ်အဲ့တော့စာတန်ကကျွန်တော်ကိုလှည့်ဖျက်တော့ဘယ်လိုအဖြစ်လုပ်ရှာတတ်လဲဘယ်လိုအဖြစ်လူတွေကိုအဲ့လိုမျိုးခွဲခြားစေတတ်လဲပထမအနေနဲ့ကြည့်အောင်စာတန်ကပုဂ္ဂိုလ်တူဦးအားဖြင့်အမြဲတမ်းလှုပ်ရှားတတ်တယ်နော်ပုဂ္ဂိုလ်တူဦးအားဖြင့်လှုပ်ရှားတတ်တယ်သူ့မဟုတ်လေအသက်ရှင်တဲ့အရာဝတ္ထုတစ်ခုသူ့မဟုတ်
အကောင်အခင်လှုပ်ရှားတတ်ပါတယ်နားလေကြဖို့လိုအပ်တယ်ပထမကြည့်အဆုံးကြည့်ရအောင်အတွေ့အကြုံဘာမှမရှိသေးတဲ့အာရနဲ့ဤဝါယူမယူသားလုံးလို့ဒါကြောင့်မို့ယူသားလုံးနေဆိုရင်အာရပါတယ်ဤဝါလည်းနေအာရပါဒလားလို့တခါကျွန်တော်စဉ်းစားမိစာတန်ကတဲ့ပြတယ်ဘယ်သူမှစာရေးပုံစံမတည်ဘူးဘာလို့လဲသူအဝိညာဏဖူခါနာတယ်သူကတို့ဘယ်တော့မှမပေါ်လာဘူးအတုံးပြတဲ့တစ်ခုခုအပြင်ပေါ်လာလို့စာတန်ရေးချုပ်ကိုဘယ်တော့မှပေါ်ပြလို့မရဘူးကျွန်တော်ကျန်တဲ့ပုဂ္ဂိုလ်တွေကဒီမှာကျူဆွဲပြီးအမျိုးမျိုးနဲ့အယုတ်ဆူဆူနဲ့လုံလိုက်တဲ့ဟာကစာတန်တို့ပြောလိုက်လို့ကျွန်တော်နှလုံးသားထဲမှာအဲ့ဒါစာတန်ဖြစ်တယ်လို့ကျွန်တော်ယူဆနေတာစာတန်ရောမရှိပါဘူးဖုန်တာလည်းမရှိပါဘူးပုဂ္ဂိုလ်တူဦးတို့မှတစ်ခုခုကိုပဲအသုံးပြုတတ်တာပဲကြည့်အောင်အာဒနဲ့အေဝိုက်တက်တာမှာအင်မတန်မှလှအောင်အင်မတန်မှချစ်စရာကောင်းအောင်မွေပြီးလာပြီးတော့မွေကိုအသုံးပြုပြီးမှအေဝကိုအေဝရေရန်ကုန်မြန်မာစကားရဆိုတော့ချွတ်ချူလေးနဲ့ပေါ့လေနော်အေဝရေဒီအဲ့ဥယျာဉ်ထဲမှာဒီဟာကြီးတခုမှမစားရပါလားအေဝကလည်းစားရပါတယ်ပြောပြီးမှနောက်ဆုံးကြတော့မွေကိုအသုံးပြုခြင်းအပြင်စာတန်ကအေဝကိုလှည့်ဖျားလို့ယောက်ျားကလည်းနော်လွယ်လို့ယောက်ျားတွေကတော့ကျွန်တော်တငယ်ချင်းတယောက်ကပြောဘူးတယ်အာဒမ်ကလည်းတစ်ချက်စစ်ဆရာလည်းမရှိဘူးမိမတယောက်တည်းပဲအေဝပဲရှိနေတဲ့အခါကျတော့သူစကားမနားမထောင်လဲဟူလူရွေးရမယ်ဆိုတဲ့ဘယ်သူမှရွေးဆရာလည်းမရှိတော့အေဝကစားခိုင်းလိုက်တယ်အေဝလည်းစားပြီးမှအဲ့တော့အာဒမ်ကပြောလေအေဝရဲ့နင်တို့ဖြစ်စလေဖြစ်ပါစေဖို့ငရေလေးရောက်မှာပေါ့ဆိုတော့ခါလေးစားယူပြီးတော့စားလိုက်တာယောက်ျားကတော့အဲ့လိုပဲလေနော်အဲ့ဒီလိုနဲ့မြောက်စလုံးစားလိုက်တယ်အာဒမ်ကျအရှင်ဖို့ရန်သူ့အမျိုးသမီးကိုစားရငါအသုံးပြုလိုက်တယ်အေဝကျအရှင်ဖို့ရန်မွေကိုစားရငါအသုံးပြုလိုက်တယ်ယနေ့နားလေကြာရအောင်တင်းရဲ့အမျိုးသမီးကိုလေဖယားကတင်းကိုဖယားနဲ့တင်းဝိတော့အောင်စားရငါအသုံးပြုနိုင်တယ်ထိုနည်းသူတင်းရဲ့အမျိုးသားကိုလေဖယားနဲ့ဝိကွာအောင်စားရငါအသုံးပြုနိုင်တယ်ကျွန်တော်သားသမီးတွေကိုလည်းအသုံးပြုနိုင်တယ်အနည်းဆက်ဆုံးသူလည်းအသုံးပြုနိုင်တယ်စားရရဲ့လူကဖြစ်ပြီးဆိုတတိထားပါယနေ့ယေရှုကြွလာခြင်းနဲ့ထိုအမှုကိုပြည့်ဖြတ်မှုဖြစ်တယ်အရေးကြီးတယ်ပုဂ္ဂိုလ်တယောက်ယောက်အဖြစ်လှုပ်ရှားတတ်တယ်နားလေရခင်နောက်စာတန်ကဘယ်လိုအဖြစ်လှုပ်ရှားတတ်လို့တို့တဲ့အနေနဲ့မာယွင်တော် prophet များအဖြစ်အမလေးစကားလေးချူလိုက်တာဒီကနေ့မာယွင်တော် prophet တွေနော်တချို့ prosperity theology လို့ခေါ်တယ်ချမ်းသာရမယ်ကျမ်းမာရမယ်ဟောတဲ့လူတွေအခုကျွန်တော်ဟောတာတော့မှနေသေးတယ်သူကပြောလိုက်ပြီဆိုကျွန်တော်သူပြောတဲ့လောက်စကားကိုနားထောင်တာတော့မှမပြီးလို့ဘူးအဲ့လိုထိပြောနိုင်တယ်အဲ့ဒီခါကျတော့အမလေးယေရှုယုံကြည်ရင်ချမ်းသာရမယ်ကျမ်းမာရမယ်ပြောလိုက်တဲ့ခါကျတော့ယေရှုယုံကြည်တယ်တပတ်ကျတော့လည်းဘာမှမထူးဘူးတလလာတော့လည်းဘာမှမထူးဘူးတစ်နှစ်တော့လည်းဘာမှမထူးဘူးနောက်အဲ့လိုမျိုးဖြစ်လာတဲ့ခါကျတော့နောက်ဆုံးကျတော့ယေရှုယုံကြည်တာလည်းဘာမှမဖြစ်ပါလားမကျမ်းမာပါလားမရှင်းပါပါလားနောက်ဆုံးပြန်လှည့်သွားတာပဲယေရှုယုံကြည်လို့ဒီကိုခန္ဓာအဖြစ်မချမ်းသာဘူးမချမ်းသာဘူးပူတော့မတည့်ဘုရားဆူကောင်းဆူလိမ့်မယ်ဒါနဲ့ယေရှုယုံကြည်လို့ချမ်းသာခြင်းခြားရတဲ့ကိုရရှိတော်သူဖြစ်တယ်ဟာလေလုမမှားစေကြနဲ့ချူမာယွင်တော်အမှုကိုဖြစ်စည်းဖို့ရန်ယေရှုတင်ကြွလာတာဖြစ်တယ်နောက်ဆုံးစာရန်ရဲ့လုပ်ရတာဘယ်လိုအဖြစ်လုပ်ရတတ်လဲမာယွင်တော်တွင်တင်မှုအဖြစ်အင်မတန်မှအရေးကြီးတယ်အင်မတန်မှအရေးကြီးတယ်တချို့တော့သူကယခုပြင်လေငါယေရှုကြွလာပြီတဲ့ဟုတ်ပြီနော်တချို့ကမင်းမဖြစ်ရတာနဲ့ငါယေရှုပဲဖြစ်တယ်ပြောလိုက်တယ်သူတို့အမေးတယ်ဟဲ့နေမင်းမပဲဘယ်လိုနဲ့ယေရှုဖြစ်နိုင်တာလဲကျမကယေရှုဖြစ်တယ်ပထမလာတော့သူယောက်ျားအနေနဲ့ဒါကြောင့်မို့ယေရှုဒီယောက်ျားအတွက်တာမကဘူးမိန်းမတွေအတွက်လည်းဖြစ်တယ်ဆိုလို့ကျမလည်းယေရှုဖြစ်နေတာဟာစကားလည်းခြူလိုက်တာစကားလည်းပြန်လိုက်တာပါစကလည်းဖြောင်းလိုက်တာယုံစရာကောင်းလိုက်တာတတိထားကြပါယေရှုဒီနှစ်ပါးမရှိပါဘူးသုံးပါးလည်းမရှိပါဘူးအယုံမပြောင်းပါဘူးယနေ့မနေ့မပြောင်းလဲတော့ယေရှုဒီယခုပင်မပြောင်းလဲတော့ယေရှုဖြစ်တယ်ထူလဲစားမှုမှန်တယ်အားလုံးကိုယ်ပြမှုမှန်တယ်အားလုံးဝေးကွာရမယ်မှန်တယ်အားလုံးဒီစာရရဲ့လူရဖြစ်တဲ့အတွက်ဆိုယနေ့ကျွန်တော်ကျူဆိုတော့ယေရှုဒီထူစာရရဲ့လူရအလုံးစုံကိုဖျက်ဆီးဖို့ရန်ပေါ်လာခြင်းဖြစ်တယ်ထူယေရှုနဲ့တလုံးပြတဲ့အဖြစ်အသက်ရှင်တော်မူသောယေရှုဖခင်ကိုချီးမွမ်းကြရအောင်ကြွလာတော့ယေရှုဒီတာယုဘုံကြည်တော်ဖခင်ဖြစ်လာလိမ့်မယ်အရောက်တိုင်းတွေ့ဖခင်ကောင်းစေပေးပါစေကျေးဇူးတင်ပါတယ်